အိမ်ပြန်ကိုမွေးပြီးကြတယ်ကဲကောင်ကပဲချင်းချင်းပြူစောက်ရှောက်ခဲ့ရတာပါဒီအိမ်မှာရှိရဲ့သူ့မိသားစုလေးဆိုတဲ့လူနဲ့တွေ့တော့မှသူခုလိုပူလာပြီးသိရတာကျမမောင်သိရတာကျမမအခုလိုဖြစ်တာဒီအိမ်ထဲမှာတရားမခုမလို့ဘူးကျမသိတဲ့အမှန်တရားကိုလည်းအကုန်လုံးပြောပြပါဒါမှလည်းမိုးနောက်ကတရားပါခင်ဗျားဆက်ကိုပိတ်ထားလိုက်တော့ခင်ဗျားဘာအချင်းကြီးလို့ဝင်ပါရလဲပိတ်သိရရောငါ့ကိုပြောလို့ငါအကုန်သိပြီပါနေကိုရဲ့တာရင်မဟုတ်တော့လဲငါသိတယ်မမေကြီးကိုလှေကားပေါ်တွန်းချတာလဲငါကုန်သိတယ်ငါကျွန်တော်ပြစီစင်းတော့တော်တော်မဟုတ်တော့တော်တော်မဟုတ်ဘူး没有那个不，我卡卡的记忆。